Okay တာကြီးတို့ဒီနေ့ပက်ကြီး mobile နဲ့ Honda skin အသစ်ထွက်လာတယ်နော်တာကြီးတို့ဖောက်ပြီးကြပြီလားအရန်လာတယ်နော် Okay ဒါတော့နှစ်ရောင်ဆက်အင်ဂျီနော် Honda skin ဆောင်းလာတယ်နော်အဖိုက်ဒါအကန်နေနဲ့ကျွန်တော်တို့ UB 45ကိုပါစီလာတာတွေ့ရတယ်နော်ချိန် 45 မှာလည်းအရန်လာတယ်မကလေးဝတ်ဆောင်မှာဆိုရင်တော်တော်ကြီးလာနော်လက်သမီးလိုပါတော့နှစ်ယောက်ဆက်အင်ဂျီလေးနဲ့ဒါပါဝင်ရတဲ့ office ပုံစံပါနော်ဟhelmet လေးဆိုလည်းမိုက်ရနော်လက်သမီးကောင်းဆောင်လေးနဲ့အကမဆိုရင်ကျွန်တော် UM 45နော် Okay ထိုင်တဲ့ဟာလေးနဲ့ဒါကားဆိုရင်လည်းတော်တော်လှတာတွေ့ရတယ်ဒါဂလိုက်တာမှာဆိုရင်လည်းတင်းဘောနဲ့နော်တင်းဘောဖျားကနေစီးလာတာဒါပတ်မှာဆိုရင်လည်းလှတယ်ဒါ helmet တော့တော်တော်လှနော် helmet တော်တော်လှတယ်မှာပါတော်လှနောက်မီးပါတောက်နော်ကဲကလိုက်တာတော့တော်လှတာဒါလီဒီဆင်းမနော်ဒါသူပန်ပါလာတဲ့ emote တွေပဲ1,000 stars forge a radiant light တမန်ပြီးတော့ကျွန်တော် NG3 ပါတယ် Okay ဘုံလေးကနေနော်ဒီလောက်ပဲတာကြီးတို့ဖောက်ပြီးကြပြီလားကောမမှာရေးသွားကြရနော်ဒါအကန်မှာဆိုရင်ဒါ key message တွေပါတယ်ပြောလာတယ်ဒါ gain emote မှာဆိုရင်လည်းပြောကြမလို့နော်တကယ်ချင်းတို့ကဖောက်ပြီးကြပြီလားတကယ်လို့ UC တွေပါတယ်လိုရတဲ့ဆိုရင်လည်းကျွန်တော်စီမှာလာရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်ခင်ဗျာ